ကျွန်တော်ဒီဗီဒီယိုက beginners တွေရဲ့ profitable ဖြစ်တဲ့ဘက်နဲ့အချိန်ကြီးအားနေတဲ့ trader တွေအကျိုးရှိဖို့အတွက်ယူရတာပေါ့နော်အဲ့တော့ဒီ trading ကလွယ်သလားခက်သလားဆိုရင်သူကလမ်းသိရင်လွယ်တယ်လမ်းမသိရင်ခက်တယ်အဲ့တော့ကျွန်တော်ဒီ beginners တွေအနေနဲ့ပေါ့နော် profitable trader ဖြစ်ဖို့အတွက်မဖြစ်မနေ short တဲ့ roadmap ဆိုပြီးကျွန်တော်ဗီဒီယိုတစ်ခုလုပ်ထားတာရှိတယ်ကျွန်တော်ဒီ channel ရဲ့ပထမဆုံးတင်တဲ့ဗီဒီယိုအဲ့ဒီဗီဒီယိုမကြည့်ရသေးဘူးဆိုကြည့်လိုက်ပေါ့နော်အဲ့တော့ကျွန်တော်အဲ့ဒါကိုအတူချုံပြောရမယ်ဆိုရင်တကယ်မှန်ကန်တဲ့လမ်းပေါ့နော်တကယ်မဖြစ်မနေ short မှန်ကန်တဲ့လမ်းကိုကျွန်တော်အတူချုံပြောရမယ်ဆိုရင်နံပါတ်1 land ကြီးနောက်တစ်ခုက scaling နောက်ဆို executing အဲ့3ခုပေါ့ဒီ3ဆင့်အဲ့နံပါတ်1 land ကြီးမှာလည်းကျွန်တော် 100% အရင်ပြီးပြည့်အောင်လမ်းကြီးကိုလုပ်ရမယ်ပြောချင်တာဗျအကုန်လုံး 100% လုပ်ရမှာလူတွေတော်တော်များများကလမ်းကြီးလေး 1% လောက်လုပ်ပြီးရင် executing လုပ်တယ်အဆင့်တွေကြော်တယ်ပြီးရင်ရလက်မထွက်ဘူးသူတို့စိတ်ကျင်နေတဲ့ရလက်မထွက်မထွက်တဲ့ခါမှာဘာပြန်သွားလို့လဲဆိုတော့လမ်းကြီးပြန်သွားလုပ်တယ်ပြီးပြန်လာပြီး executing ပြန်လုပ်တယ် result ထွက်လာမထွက်ဘူးမထွက်တော့ပြန်သွားတယ်အဲ့လိုနဲ့တန်းနေရလေနေဘယ်တော့မှထွက်မှာပေါ့အဲ့တိုင်းဆက်သွားနေလို့တော့ဘယ်တော့မှ profitable ဖြစ်မှာမဟုတ်ဆိုလိုတာဗျာtrading strategy တခုကိုလမ်းကြီးလုပ်လိုက်ပြီးရင်ဟလာ broker မှာ account လေးဖွင့်လိုက်ပြီးရင် live trade လိုက်ပြီးရင် account လေးကပြောင်းသွားလိုက်ပတ်စံလေးကုန်သွားလိုက်ပြီးရင်နောက်တစ်ခါဒီ strategy ကမကောင်းပါဘူးဆိုပြီးတော့ကိုယ်တင်ပေးတဲ့ mentor blame လုပ်လိုက်ဒီဒါကြီးရဲ့ဂျင်းကြီးပါသည်ပြောလိုက်ပြီးနောက်ထပ် strategy တခုသွားပြီးမှပေါက်တာလေလမ်းကြီးလုပ်လိုက်ပြီးနောက်ထပ် account တစ်ကောင်ဘာလို့လဲထပ်ဖွင့်လိုက်ထပ် trade လိုက်ထပ်ရှုံးလိုက်နောက်တစ်ခါပြန်သွားတင်လိုက်အဲ့လိုနဲ့တန်တရားလေးနေပါအဲ့ပုံစံတိုင်းသွားနေမယ်ဆိုရင်10နှစ်နဲ့20လုံးလေ profitable trader ဖြစ်လာမှာမဟုတ်ဘူးဘာလို့လဲဆိုတော့အဆင့်ကြီးကြောနေလို့ပြီးတော့ဒီ land ကြီးကိုလည်း 100% ဖြစ်အောင်မလုပ်ထားလို့ပေါ့နော်အဲ့တော့ကျွန်တော်ဒီဒါဆိုရင်ပေါ့နော်ဒီ land ကြီးကိုဘယ်လိုလုပ်ရမလဲ land ကြီးမှာကိုကဗျာပပနဲ့နဲ့ land ကြီးလုပ်ဖို့လိုတယ်ဟိုအကုန်လုံးသိနေလို့လဲ profitable trader ဖြစ်တာမဟုတ်ဘူးကျွန်တော်တို့ကထီထီရောက်ရောက်နဲ့ land ကြီးလုံးနိုင်မှာ profitable ဖြစ်မှာအဲ့တော့ကျွန်တော်လမ်းကြီးကိုအဲဆိုဘယ်လိုထိအောင်လုပ်မလဲပေါ့နော်ကျွန်တော်နှစ်ခုခွဲလိုက်တယ်ဗျာလမ်းကြီးမှာကျွန်တော်နှစ်ခုခွဲပေးထားတယ်ဥပမာ general လမ်းကြီးရဲ့ကျွန်တော်တို့strategy လမ်းကြီးပေါ့ general လမ်းကြီးဆိုတာကကျွန်တော်တို့ရေးဘူးရအားဖြင့်ပေါ့နော် trading နဲ့ပတ်သက်တဲ့ knowledge တွေ strategy မဟုတ်သေးဘူး system လုံးဝမဟုတ်သေးဘူးကျွန်တော်တို့မှာ software ဘယ်လိုသုံးတာလဲ indicator တွေဆိုတာဘာတွေလဲလားဥပမာliquidity ဆိုတာဘာလဲကျွန်တော်ရှေ့တစ်ဘက်က liquidity နဲ့ပတ်သက်တဲ့ video လုပ်ပေးထားတယ်တော့မကြည့်ရသေးတာတော့ကြည့်လို့ရတယ်ပြီးရင် indicator တွေဆို moving average ဆိုတာဘာလဲအခြား indicator တွေလည်းအများကြီးရှိတယ်ဒါလူသိများတဲ့ indicator ကိုကျွန်တော်ပြပြတာအဲ့လိုမျိုးပေါ့ knowledge တွေပေါ့နော်အဲ့ဒီအခြေခံ knowledge တွေပြီးရင်တကယ် real life မှာ train ရင် meta software တို့ဟလာ meta တို့ C trader တို့ပြီးတခြား platform တွေလည်းရှိသေးတယ်ဗျာပြီး trading view တို့အဲ့ဒီ software တွေဘယ်လိုသုံးရမှာလဲစသဖြင့်ပေါ့အဲ့ general knowledge trading strategy မဟုတ်ဘူး trading system မဟုတ်ဘဲねအဲ့ knowledge တွေကို general learning လုပ်ရမှာဒါပေမဲ့အဲ့ဒါကြောင့် beginner တွေအတွက်ကြောင့်အဲ့ general learning လုပ်ဖို့ကလည်းသူကဘယ်ကနေစပြီးတော့ဘာတွေတည်ထားဖို့လိုရလဲဆိုတော့လေသူတို့ကခက်ခဲတယ်ဗျာလုံးဝကြီးအစိမ့်သက်သက် beginner အတွက်ကအဲ့အတွက်ကျွန်တော်အကြံပေးမယ်ပေါ့နော်ကျွန်တော်လုပ်ခဲ့တဲ့နည်းလမ်းပေါ့ကိုကလုံးဝကို beginner ဘာစဟို general learning တော့ဟုတ်တယ်ဒါပေမဲ့ဘာကိုစပြီးဘာတွေတည်ထားဖို့လိုလဲကိုကမသိဘူးဆိုရင်ကျွန်တော်မှဆိုပါအခုကျွန်တော်ဗီဒီယိုကြည့်ရဗျာကျွန်တော်ဗီဒီယိုကြည့်လိုက်တယ်ဒါမှမဟုတ်လည်းတခြားကျွန်တော် channel ရဲ့ဗီဒီယိုကြည့်ရတဲ့အချိန်မှာကိုမသိတဲ့ဝါဟာရတစ်ခုခုပေါ့ဒီ trading နဲ့ပတ်သက်တဲ့ကိုမသိတဲ့ဝါဟာရတစ်ခုတွေ့ပြီဆိုရင်မှတ်ထားလိုက်ကျွန်တော်လည်းအဲ့ဒီလိုပဲဒီ YouTube ကနေမြင်စရာတွေစီကနေကျွန်တော်ကြည့်လိုက်တယ်ဗီဒီယိုတစ်ခုကြည့်ရတဲ့အချိန်မှာကျွန်တော်မသိဝါဟာရတွေအများကြီးပဲဗျာကိုလုံးဝကိုအစိမ့်သက်သက်ပြီးနေတာဘဝတော့ဆိုဘာတွေမှလည်းပြောသွားပြန်ပြောကထားလဲသူပြောသွားတယ်ဟလာအခေါ်ပေါ်ဟာလားအဲ့ခေါ်ကိုလည်းမသိဘူး liquidity ဆိုဟာ liquidity လို့ပြောပါ liquidity ကဘာမှရေးမှတ်ထားလိုက်တယ်ဗျာစက်တော့နားထောင်လိုက်တယ်လားပြင်ထပ်ပြောသွားပြန်ပြီထပ်ပါလာပြန်ပြီကိုမသိတဲ့ meaning တွေဗျာဘောရတာတွေဘာတွေကိုပြောချင်နေမှမသိသေးဘူးအဲ့အကုန်လုံးကရေးမှတ်ပြီးမှအဲ့တွေကိုပြန်ပြီးမှကျွန်တော်ကတခုချင်းစီကိုလိုက်ရှာပြီးအကုန်ပြန်ရှာဖတ်တာအကုန်ပြန်ရှာပြီးတော့ကျွန်တော် video တွေကြည့်တာတွေပြန်လုပ်လိုက်ပေါ့အချိန်တစ်ခုရောက်လာချိန်မှာ trading နဲ့ပတ်သက်တဲ့ general knowledge ကကိုကအများကြီးဖြစ်လာလိမ့်မယ်ဒါ general learning ပေါ့နော်ဒါ general learning နဲ့မှာပါပြီးမှကျွန်တော်တို့တွေက general learning ပြီးသွားပြီဆိုမှ strategy learning ဒီ strategy learning ကကျတော့ mentor တရားရောက်နေ join ပေါ့နော်ဒါမှမဟုတ်လည်း online က free strategy တွေလေ့လာပေါ့နော်အဲ့မှာ strategy learning မှာလည်းဒီ mentor ကဘာကိုပြောချင်တာလဲသူရဲ့ strategy နဲ့ပတ်သက်ပြီးတော့သင်နေတဲ့အခါမှာကိုကလေ
သူရှင်းပြတော့သူကကိုကတကယ် understand ဖြစ်မှရမှာ trading မှာ trading strategy တခုသိပြီဆိုကျွန်တော်တို့က make sense ဖြစ်ရမယ်အဓိပ္ပာယ်ရှိရမယ်ဗျာကိုယ့်အတွက် make sense ဖြစ်ဖို့လိုအပ်တယ်ပေါ့နော်ဒါက strategy landing အဲ့တော့ဒီ strategy landing အဲ့တော့ landing တွေကျွန်တော်ပြီးသွားပြီ trade တက်ပြီလားမ trade တက်သေးဘူးလေဒါပေမဲ့ကျွန်တော်တို့ခီးတစ်ခုမရောက်ခဲ့ဘူးလားခီးတစ်ခုရောက်ခဲ့ပြီလေအဲ့တော့ကိုလုံးဝ beginner ဘဝကိုပြန်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်အခုကို landing လုပ်ပြီးသွားတဲ့အချိန်နဲ့အချိန်ကိုနဲ့တူသေးလားမတူတော့ခီးရောက်နေတဲ့လူတယောက်ဖြစ်အဓိကကျွန်တော်တို့ခီးရောက်နေဖို့ပဲကိုခီးပေါက်နေဖို့လိုအပ်တယ်ပေါ့နော် general landing လည်း landing လုပ်ပြီးသွားပြီ strategy လည်း landing လုပ်ပြီးသွားပြီဆိုမှကိုပိုင် trading system တခုကိုကျွန်တော်တို့က create လုပ်အောင်ပြီးရင်နောက်တစ်ခုကကျွန်တော် scale ပေါ့နော်နောက်တစ်ခုက scale လာပြီ scale ဘိုင်းမှာကျွန်တော်တော်တော်များများပေါ့နော်လူတော်တော်များများရဲ့ပြဿနာ human issue ပေါ့အဲ့ဒါဘာလဲဆိုတော့မစဖို့အချိန်ဆွဲတာကျွန်တော်တို့စလိုက်ဗျာဥပမာကိုကထားပါတော့ကျွန်တော်ဘောလုံးကန်မယ်ဆိုပါဘောလုံးကန်မယ်ဆိုရင်ကျွန်တော်ဘောလုံးတစ်ခါမှမကန်ဘူးတစ်ခါမှဘောလုံးမကန်ဘူးပဲနဲ့ကျွန်တော်ဂိုးသွင်းခြင်းလို့မရဘူးလေဂိုးတန်းဝင်ခြင်းလို့မရဘူးအဲ့လိုပဲကျွန်တော်တို့ဘာမှကျွန်တော်လုံးစရာရှိရာတွေမလုံးရသေးပဲနဲ့ profitable trader တန်းဖြစ်ခြင်းနေလို့မရဘူးမဖြစ်ဘူးဘောလုံးဆိုကျွန်တော်ဘောလုံးကန်နေဆိုရင်ဂိုးသွင်းဖို့မစင်စားနဲ့ဘောလုံးအရင်ထိလိုက်ကျွန်တော်လက်နဲ့အရင်ကန်လိုက်ပြီးရင်ချောင်းနဲ့ကန်လိုက်ဟုတ်တယ်မလားစလုတ်လိုက်ဗျာအဓိကစဖို့လိုအပ်တယ် kick လိုက်ကန်လိုက်အဲ့တော့ဘောလုံးဘယ်ရောက်ဗျာကန်မကန်တဲ့တာအခုကပထမဆုံးကန်ပါလေဘာမှမကန်ပလိုက်ကျွန်တော်ပြောတာအဲ့ဘောလုံးဘယ်ရောက်ကန်ပလိုက်10ချက်လောက်ကန်ပြီးသွားပြီဆိုရင်တေချာတာကတော့ဗျာပထမဆုံးတစ်ချက်တက်တော့အဲ့10ချက်မြောက်ကကောင်းနေပြီလေအဲ့ဒါ skill set ပဲအဲ့ဒီ skill လုံးနေရင်အဲ့ကျွန်တော်တို့ landing တခါတည်းတွဲနေရင်ကိုယ့်ရဲ့ lesson တွေပေါ့နော်ကိုယ့်ရဲ့ကိုယ်တွေ့သင်ခန်းစာတွေကနေတော့မှသင်ခန်းစာယူပြီးမှကျွန်တော်တို့ develop လုပ်အောင်ပါအဲ့ဒါ skill လေးမယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဥပမာလေးဒီပုံလေးကဒါကျွန်တော်တို့တော်တော်ကိုဟိုလိုပြောရမလဲအကျိုးရှိခဲ့တဲ့ဓာတ်ပုံလေးဗျာဒီပုံစဉ်ဒီပုံကဒါကဘာလဲဆိုတာ Raptor engine ကျွန်တော်တို့က spaceship engine ပေါ့နော် spaceship Raptor engine ဒါသူတို့ဒီ Raptor engine ပထမဦးဆုံး Raptor engine design တာဒီဟာတော့ကဒီ design ကိုကြည့်တော့နော်ဒီ design နောက်ထပ်နည်းနည်းတို့နှစ်တွေကြာလာတဲ့အချိန်မှာနောက်ထပ်သူတို့ upgrade လုပ်လိုက်ပြီနောက်ထပ် upgrade design ကျပို့ပြီးတော့ clear ဖြစ်သွားပြီ clear design ဖြစ်သွားပြီနောက်ဆုံးအဆင့်ကျွန်တော်ဒါလက်ရှိပဲဒါအခုလက်ရှိ design ဆိုလုံးဝ clear ဖြစ်သွားပြီဒါအရှင်းဆုံးပဲအရှင်းဆုံး design ဖြစ်သွားပြီဒါပေမဲ့ကျွန်တော်တို့တွေကဒီဆက်စချင်းမှာဒီ design တန်းရခြင်းလို့မရဘူးအဓိကဗျာသူကသူရှုပ်ချင်ရှုပ်ပါစေကျွန်တော်တို့ကစလုပ်လိုက်တခုခုတော့စလိုက်ဗျာဒီလားပြီးမှလုံးနေရင်လည်းကျွန်တော်တို့ကမလုပ်တော့မှာ develop လုပ်သွားမှာလုံးနေရင်လည်းကျွန်တော်တို့သင်ခန်းစာတွေယူပြီးတော့ဖြည်းဖြည်းချင်းရှင်းသွားမှာကျွန်တော်နောက်ဆုံးမှာကျွန်တော် perfect ဖြစ်သွားလိမ့်မယ်။ဥပမာကျွန်တော်ဒီ trading chart မှာဆိုရင်လည်းကျွန်တော်တွေကအများ scale လေးလုပ်နေရမယ်ဗျာ။ဥပမာokay ဒီမှာ move တယ်နော်။ဒီမှာ move သွားပြီ price တခုကတနေရာနဲ့တနေရာ move သွားတယ်။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 ဘာထူးခြားတာတွေ့လဲ။အရွယ်အစားဒီကောင်စဒီတီယူမယ်ဆိုရင်ယူလို့ရတယ်လား။ဒီတီ move တယ်လို့ယူစားမယ်ဆိုဒီ site ပဲ။မနော်ကျွန်တော်ဒီကောင်ပဲ copy ကူးလိုက်မှာမနော်ကျွန်တော် copy ကူးရတာတွေ့လားပြင်မှာအောက်ဆင်းတာအဆင်းမတွေ့လားဒါကျွန်တော် copy ကူးရတာပေါ့နော်တကယ် move တာပေါ့နော် move တဲ့အားလေးအဲ့တော့ဘာသတိထားမိလဲဒီလိုမျိုးကျွန်တော်တို့ပြန်ကြည့်လိုက်ပြန်တော့လဲဘာကိုပြန်သတိထားမိလဲဆိုရင် price move တဲ့အရွယ်စားတွေဘာဖြစ်နေတာအားလုံး average ဘာဖြစ်ကြတူကြတယ်ဟုတ်တယ်နော်ဒါဆိုရင် euro USD ပေါ့နော်ဒါ euro USD ဘဲမှာဆိုရင်ဒီ US လားဒီ US လေးတွေပဲအားလုံးကဘာဖြစ်တာ move တယ်နည်းနည်းပိုရင်တော့မှနည်းနည်းပဲဒါဆိုမှနည်းနည်းပဲတွေ့လားဒါပေမဲ့ပိုများတဲ့ကောင်တွေကျတော့ဘယ်နှခုရှိမှာတော့ဒီမှာတစ်ခုရှိမယ်ပြီးရင်နောက်တစ်ခုဒီမှာရှိမယ်ဗျာဟုတ်တယ်မလားဒါဆိုဟုတ်တယ်ဒါဆိုရင်ဒီမှာနည်းနည်းလေးပိုများတယ်ပေါ့နော်နည်းနည်းလေးပိုများနေနှစ်ခုရှိတယ်ဒါပဲလေအဲ့တော့နှစ်ခုဒီကောင်နှစ်ခုပဲရှိတယ်ဒါပေမဲ့အားလုံးကြံတဲ့ကောင်လေးကုန်းတော့ဘာဖြစ်တာအတူတူပဲ site တွေတွေ့လားအရွယ်စားအားဖြင့်ပေါ့နော်ပြီးဒီဘက်မှာလည်းကြည့်လိုက်ရမတွေ့လားတူတူပဲတွေ့လားဒီ site ပဲတော့ကျွန်တော် copy ကူးလာတာမတွေ့လား average ရေဘူးရဖြင့်ဒီ site တွေပဲပြီးရင်ကျွန်တော်ဒီမှာ move တွေကိုကြည့်လိုက်အဲ့တော့ဒါလည်း landing လုပ်လိုက်တာပဲအဲ့တော့ဒါဆိုရင်ကျွန်တော်ဒီလို landing လုပ်တဲ့အချိန်မှာဒါပါတော့ကျွန်တော်ဘလို့ကျွန်တော် lesson ယူမလဲဒါဆိုဟုတ်ပြီEuro USD မှာငါ take profit ယူမယ်ဆိုရင်ထားပါတော့ကို entry ကဒီနားဆိုရင်
average ဒီအရွယ်စားလောက်ပဲ move ကြတာဖြစ်တဲ့အတွက်ငါ take profit ယူရင်တော့ဒီလောက်ပဲအများဆုံးငါယူသင့်တယ် okay ဒါ landing လုပ်လိုက်တာ okay နော်ဒါကျွန်တော်တို့ချကိုကြည့်ပြီးမှဘာလုပ်လိုက်တာ landing လုပ်လိုက်တာအဲ့တော့ကိုဒီနားမှာ entry ဝင်ခဲ့သည်ရှိတော့ဗောနော်ဒါဆို take profit ကိုဘယ်နာလောက်ယူသင့်တယ်လဲဒီ US နဲ့ကိုတိုင်လိုက် right ဟုတ်ပြီဘယ်နာလောက်ယူသင့်တယ်ဒါပို့ပြီးလုံခြုံခြင်းကျွန်တော် nearly short လိုက်ဗောဒါဆိုရင် profit take profit ကကွက်တီမဖြစ်သွားဘူးလားဖြစ်သွားမှာလေဟုတ်တယ်မလားကျွန်တော်ပြောတာအဲ့ဒါဘာလို့ landing လုပ်လိုက်တာအဲ့တော့ကျွန်တော်တို့ကဒီလိုမျိုး landing လုပ်လိုက်တော့ဒီအချက်ကိုကျွန်တော်တို့သတိထားမိသွားတဲ့အချိန်မှာကျွန်တော်တို့ take profit ကိုဘလောက် move တွေငါတို့ဒီယူရင် safe ဖြစ်မလဲဆိုတော့ကျွန်တော်တို့ဘာဖြစ်သွား landing ဖြစ်သွားတာ lesson ရသွားတာအဲ့တော့ကျွန်တော်တို့ရဲ့ trading strategy မှာကျွန်တော်တို့ကပေါင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ trading strategy ဘာဖြစ်သွားပြီတော့ double off ဖြစ်သွားပြီဟုတ်တယ်မလားနောက်တစ်ခု executing ပေါ့နော်ဒါတော့ကျွန်တော်လက်တွေ့ trade ပြီပေါ့ကိုကလာ landing လည်းပြီးသွားပြီ skillful လည်းဖြစ်သွားပြီကိုပိုင် system လည်းရသွားပြီ executing လုပ်တဲ့အချိန်မှာ CEO လည်းကိုပဲ manager လည်းကိုပဲ employee လည်းကိုပဲအလုပ်သမားလည်းကိုပဲကိုကအပြင်းကြီးပြီးမှ budget မလုပ်ဘူးအပြင်းကြီးပြီးမှထားပါတော့ trading နဲ့ပတ်သက်ပြီးတော့လေးလာစရာရှိရင်မလေးလာဘူးဆိုရင်လည်းကိုစုမယ်စိမ့်မဲ့သူမရှိဘူးအဲ့တော့ဘာဖြစ်လဲဆိုတော့အောင်မြင် trading မှာအောင်မြင်ဖို့ဆိုတာခက်သွားပြီဘာလို့လဲဆိုတော့ကိုယ်တိုင် control လုပ်ရတာမလို့အရင်ခက်တာမရတော့ဒါကြောင့်မို့ trader တော်တော်များများကလည်းတချို့တွေဆိုရင် landing လည်းပြီးသွားပြီ skillful လည်းဖြစ်သွား executing မှာတို့က consistent မဖြစ်တော့ consistency ပြတ် consistency မရှိတော့မအောင်မြင်ဘူးဘာလို့လဲစီကံမရှိလို့အဲ့တော့ကျွန်တော် discipline နော် executing မှာကျွန်တော် discipline ကရေးကြည့်လိုက် discipline မရှိဘဲနဲ့ consistent ဖြစ်ဖို့ဆိုတာမဖြစ်နိုင်ဒါကဗျာဟို trader တော်တော်များများဆိုရင်သိပါကျွန်တော်တို့ trading ကိုမလုပ်ခင်ဘဝနဲ့ကျွန်တော် trading ကိုလုပ်တဲ့ကျွန်တော်တို့ရဲ့ lifestyle လုံးဝမတူတော့ဘူးလေဟုတ်တယ်မလားအဲ့ဒါ trading မှာဗျာအချိန်တိုင်းတာတစ်ခုတည်းတကယ်ကိုဟို trading မှာလုပ်နေတဲ့လူတိုင်းဒါကိုသိတယ်လုံးဝမတူတော့မပြောင်းလဲလို့မရဘူးကျွန်တော်တို့ကကိုယ့်ကိုမပြောင်းလဲလို့ကိုမရအရင်တော့ကိုကစီးမရှိကမ်းမရှိနေခြင်းနေလိမ့်မယ်ဒါပေမဲ့ trading မှာတကယ် profitable ဖြစ်ရှင်တာကျွန်တော်အဲ့စီးမရှိကမ်းမရှိတဲ့ lifestyle ကြီးကျွန်တော်တို့ချိန်မှကိုရတာဟိုအစားအသောက်အနေထိုင်ငါးစားဗျာအကုန်လုံးကိုပြောင်းလဲမှကိုရမှာအဲ့တော့ဒါဆိုရင်အစားအသောက်နေထိုင်နေဘာဆိုင်လို့လဲဟလား trading ဘာဆိုင်လို့မို့ဆိုင်နေဘာလို့လဲဆိုတော့ mindset မလို့အဲ့ကျွန်တော်ပြောလိုက်အစားအသောက်တွေအနေထိုင်နေကိုယ့်ရဲ့ lifestyle တွေမပြောင်းဘူးဆိုရင်ကျွန်တော်တို့ရဲ့ mindset ကြီးရလဲမပြောင်းဘူးမပြောင်းရင်ကျွန်တော်တို့ trading မှာ consistent ဖြစ်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်ဘူးကျွန်တော်တို့ဗုဒ္ဓဘာသာအနေနဲ့ပြောမယ်ဆိုရင်ဗုဒ္ဓဘာသာဓမ္မနဲ့ပြောမယ်ဆိုရင်အကုသိုလ်စိတ်တွေပေါ့အကုသိုလ်စိတ်တွေမကောင်းတဲ့စိတ်တွေများနေကျွန်တော်တို့ရဲ့စိတ်ကမရှင်းလင်း clear မဖြစ်ဘူးလောဘဒေါသမောဟတွေဖြစ်နေမောဟတွေဆိုတာအချိန်မီဖြစ်နေရင်ကျွန်တော်တို့ရဲ့ trading မှာကျွန်တော်တို့ entry ပေါ်ပြီဆိုပါစို့အဲ့ဒါဒီ trading မှာလည်း emotion ရရှိတယ်အဲ့မှာကျွန်တော်တို့ခဏပြောတဲ့လောဘဒေါသမောဟပြန်နဲ့ပြင်ပအဲ့ဒီစိတ်ကိလေသာတွေကလည်းရှိနေတယ်ဆိုရင်နှစ်ဆခတ်သွားပြီဒါကြောင့်မို့ကျွန်တော်တို့အဲ့ဒါတွေကလည်းရှင်းလင်းမှရမှာအဲ့တော့ကျွန်တော်တို့ရဲ့ lifestyle ကိုပြောင်းလဲရတာကိုယ့်ကိုကောင်းအောင်လုပ်ရတာဗျာဒီလားအရင်ကစည်းကမ်းမရှိရင်စည်းကမ်းရှိအောင်နေရတယ်ဗျာအဲ့လိုမျိုးကိုယ့်ကိုအများကြီးပြောင်းလဲပြီးအဲ့လိုအများကြီးစည်းကမ်းတွေရှိရတယ်ဗျာစည်းကမ်းတွေတတ်မှတ်ရတယ်ကိုယ့်ကိုစည်းကမ်းတွေရှိစီးနဲ့ကမ်းနဲ့စနစ်နဲ့နေတဲ့အလေးအထားတစ်ခုကိုယ့်ရဲ့ lifestyle မှာ happy ဖြစ်လာအောင်ကျွန်တော်တို့အရင်လုပ်ရတယ်လုပ်လိုက်မှလေကျွန်တော်တို့က trading မှာပါ impact ဖြစ်တာအဲ့ဒီ lifestyle ကြီးချိန်မှ trading မှာလည်း consistent ဖြစ်ဖို့ဆိုတာလွယ်တာမဟုတ်ရင်မလွယ်ဘူးတကယ်ကိုမလွယ်ဘူးမဖြစ်နိုင်ဘူးတကယ်ကိုဒီကိုယ့်ရဲ့ trading system နဲ့တကယ်လောင်ကြော်နေဒီခီးရှိယူသွားတဲ့တခြားလောက်ပါ discipline consistency အဲ့ consistency ရှိဖို့ discipline ရှိမှရ discipline မရှိဘဲနဲ့ consistent ဖြစ်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင် trading ကလွယ်သလားခက်သလားဆိုရင်ရှိမှပြောသလိုပဲဘယ်လိုလုပ်ရမလဲဘာလန်းကြောင်းတိုင်းသွားရမလဲဆိုတာကိုသိရင်လွယ်တယ်ဒါပေမဲ့ဘယ်လိုလုပ်ရမလဲဘယ်လိုလမ်းကြောင်းနဲ့သွားရမလဲဆိုတာမသိရင်ခက်တယ်အခုကျွန်တော်ပြောရတဲ့အတိုင်းဆိုရင်ဒါဘာဖြစ်ဗျာကိုယ်လမ်းကြောင်းလေးကိုသိသွားပြီဟုတ်တယ်မလားဒီလမ်းကြောင်းတိုင်းသွားမယ်တသွေးမသိမ်းသွားမယ်ဆိုရင် trading က easy money ပဲ